အိမ်ကနေပုံဆွဲဖို့ပစ္စည်းတွေယူလာပြီးထွက်လာတဲ့နေ့တစ်နေ့ဆိုရင်ကျွန်တော်အများနဲ့လှုပ်လေးရှိတဲ့အကျဉ်းလေးတစ်ခုရှိပါတယ်။အဲ့ဒါကတော့ဘယ်ကိုသွားပြီးပုံဆွဲရင်ကောင်းမလဲဆိုပြီးတော့ကြိုတင်စဉ်းစားမထားဘဲနဲ့လက်ဖေးဆိုင်တစ်ခုမှအရင်ဝင်ထိုင်လိုက်တာပါပဲ။ဒါပေမဲ့ဒီနေ့မှာတော့ထူးထူးခြားခြားလက်ဖေးဆိုင်ကနေတခြားနေရာကိုထပ်မသွားတော့ပဲဒီဆိုင်လေးရဲ့ထိုင်နေတဲ့နေရာကနေပဲပုံဆွဲစာအုပ်ကိုဖွင့်ပြီးပုံဆွဲဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့လိုလဲဆိုတော့ကိုရှိရမြင်ကွင်းနဲ့အဆောက်အုံတွေကပုံဆွဲဖို့တကယ်ကိုဆွဲဆောင်နေလို့ပါပဲ။ဒီဗီဒီယိုထဲမှာခဲတဲ့နဲ့စပြီးဆွဲရကနေအယောင်ချေပြီးပုံပြီးဆုံးသွားတဲ့အထိ process တစ်ခုလုံးအစအဆုံးပြသပေးသွားမှာပါနောက်ဆုံးမှာပုံလေးကဘယ်လိုမျိုးဆုံးသက်သွားမလဲဆိုတာကိုစက်ကြည့်လိုက်ရအောင်ကျွန်တော်အမြဲတမ်းသုံးနေကြနီလန်လေးတိုင်းပါပဲပြင်ထွက်ပုံဆွဲတဲ့အခါမှာမျက်စိရှိတဲ့မှာရှိနေတဲ့ foreground ကနေစတင်လေးရှိပါတယ်အရှိမှရှိနေတဲ့ဇပွဲဝိုင်းတွေကနေအနောက်ကအဆောက်အုံတွေကိုတဖြည်းဖြည်းချင်းပုံဖော်သွားပါတယ်တိုင်းတွေကအရင်တိကျနေလို့လည်းမလိုပါဘူးအဆောက်အုံရဲ့ဝရဏလက်တန်းလေးတွေနဲ့အမိုးသက်အနားတွေကိုအသေးစိတ်တွေအများကြီးလိုက်ထည့်နေမယ်အစားအမှတ်သားလေးတွေနဲ့ပဲရိုးရှင်းဆုံးပုံနဲ့ဖြစ်အောင်ဆွဲပါတယ်အခုခဲတဲ့နဲ့အရင်နေရာချလိုက်တဲ့အတွက်ဘောပင်နဲ့ဆွဲတဲ့အခါမှာပိုပြီးယုံကြည်ချက်ရှိရှိနဲ့လွတ်လွတ်လပ်ဆွဲလို့ရသွားပါတယ်ပထမဆုံးအုတ်ထုတ်ဆောင်ထားတဲ့လူကိုအရင်ဆွဲပါတယ်ပတ်စံရှိမှုထွက်သွားဖို့လုပ်နေတဲ့အတွက်မြန်မြန်ပဲဆွဲလိုက်ပါတယ်မြန်မြန်ဆွဲနိုင်ဖို့အတွက်ဆိုရင်သူတို့ရဲ့ပုံတံတွေကိုပဲအာရုံစိုက်ပြီးဆွဲပါတယ်အဲ့ဒီလူထိုင်နေတဲ့ခွန်အရွယ်စားကိုစိတ်ထဲမှာမှတ်ထားပြီးဘေးမှာပုံစံလူထိုင်ုံလေးတွေကိုဆက်ပြီးဆွဲလိုက်ပါတယ်လိုင်းတွေကအရန်ကြီးစီးစနစ်ကျနေဖို့မလိုပါဘူးလက်ကသွားတဲ့အတိုင်းအရန်လိုက်ထိန်းချုပ်မနေပဲလွတ်လွတ်လပ်လပ်လေးပဲဆက်ဆွဲသွားပါတယ်လူလေးတွေကိုထည့်ပြီးဆွဲလိုက်တာကဒီဆိုင်လေးထဲမှာလူတွေတကယ်ပဲထိုင်ပြီးနားခုန်နေကြတယ်ဆိုတဲ့ခံစားချက်ကိုချက်ချင်းပဲရရှိစေပါတယ်အရှိရ foreground ဆွဲပြီးတော့ဆိုတော့အခုနောက်ကအဆောက်အဦဆက်ပြီးတော့ဆွဲသွားမှာပါဒီအဆောက်အဦကကျွန်တော်မြင်နေကြအဆောက်အဦနေနဲ့နည်းနည်းလေးတော့ကွဲပြားပါတယ်ကျွန်တော်တကယ်ဆွဲဆောင်နေတာကလည်းဒီအဆောက်အဦရဲ့ brain box တွေနဲ့အမိုးအကွေးလေးတွေပဲဖြစ်ပါတယ် brain box တွေကိုဆွဲတဲ့အခါမှာလည်းအရှိရ brain box တစ်ခုကိုပဲအရင်ဆွဲပြီးတော့ကျန်တဲ့ brain box တွေကိုအဲ့ brain box ရဲ့အရွယ်အစားအတိုင်းပဲဆက်ပြီးတော့ဆွဲသွားပါတယ်ဒီမှာထွက်ပြီးပုံဆွဲဆိုတာကိုယ်စိတ်ကူးရအတိုင်းဖြစ်မနေတတ်ပါဘူးဒီပုံမှာဆိုရင်အဆောက်အဦကိုကျွန်တော်ကစာအုပ်နဲ့ဆက်မယ်လို့ထင်ထားတာအခုတကယ်လက်တွေ့ဆွဲတဲ့အခါမှာနည်းနည်းလေးကြီးသွားပြီးတော့မဆန့်ဘူးဖြစ်သွားတယ်ဘေးဘေးနဲ့နောက်ခံ background ကလည်းရုပ်လုံးပေါ်လာပါပြီလက်ကဆက်ပြီးတော့ဆွဲကျင်နေသေးတာနဲ့ပုံတိုင်းမှာရှိနေတဲ့အကွက်ကလေးတွေကိုလည်းဆက်ပြီးတော့ဆွဲလိုက်ပါတယ်ဒီလိုလွတ်လွတ်လပ်လပ်ဖန်တီးနေရတဲ့အချိန်မှာကြောက်ရွံ့မှုရှိသလားဆိုရင်တော့ဟုတ်ကဲ့ကြောက်ရွံ့မှုရှိပါတယ်ကျွန်တော်အစ်အစမ်းတွေကိုဖန်တီးနေတဲ့သူတွေအတွက်ကတော့ကြောက်ရွံ့မှုဆိုတာကဘလို့မှရှောင်လွှဲလို့မရတဲ့အရာတစ်ခုပဲဖြစ်ပါတယ်ဆွဲလိုက်တဲ့အချိန်မှာမှားသွားမှာကိုယ့်ရဲ့လက်ရကိုသူများတွေကဝေဖန်မှာဒါမှမဟုတ်ရင်ကိုယ့်ရဲ့အားနည်းချက်တွေကိုတခြားလူတွေကမြင်သွားမှာကိုကြောက်ကြတာမျိုးတွေပါအဲ့ဒီကြောက်စိတ်တွေကိုအတင်းဖယ်ရှားဖို့ကျွန်တော်တိုက်တွန်းပါဘူးကြောက်ရွံ့မှုဆိုတာကိုယ့်ဘဝရဲ့အမှန်တကယ်အရေးကြီးတဲ့အရာတစ်ခုကိုစတင်လောက်ကင်နေပြီဆိုတဲ့အချက်ပြမှုတစ်ခုပါပဲဒါကြောင့်ကြောက်လို့မဆွဲဘဲနေတာထက်တစ်ခါတလေမှာကြောက်တဲ့စိတ်ကိုဘေးဖယ်ထားပြီးတော့ရရဝန်းသာဆွဲချပလိုက်ပါအဲ့ဒီခါမှာတချို့အမားလေးတွေကအမှန်ထက်တောင်လှပနေတာကိုတင်ကိုယ်တိုင်အံ့ဩစွာခံစားရပါလိမ့်မယ်အာလူလည်းဖုတ်ပြီးသွားပြီဆိုတော့အယောင်ချဲတဲ့စီကိုဆက်သွားပါမယ်အဆောက်အုံရဲ့အုတ်တိုင်းတွေကိုနှွေးထွေးတဲ့လိမ်မွန်ရောင်လေးကိုသုံးထားပါတယ်အဆောက်အုံရဲ့အရေးကျနေတဲ့နေရာတွေနဲ့အမောင်ဖြစ်နေတဲ့အပိုင်းတွေကိုတော့အပြာရောင်နဲ့အညိုရောင်နဲ့ကိုရောပြီးတော့မိခိုးရောင်လေးခြေလိုက်ပါတယ်အယောင်ခြေတဲ့နေရာမှာလည်းစီကန်းတွေအများကြီးမထားထားပါဘူးစိတ်ထဲကခံစားရတဲ့အတိုင်းပြောဖို့ကောင်းမဲ့အယောင်လေးတွေကိုပဲရွေးချယ်လိုက်ပါတယ်အခုလိုမျိုးပြင်ထွက်ပြီးပုံဆွဲရတာကိုဝါသနာပါတဲ့သူတွေအတွက်သတင်းကောင်းလေးတစ်ခုရှိပါတယ်ခီးရီထွက်တဲ့အခါမှာပဲဖြစ်ဖြစ်တစ်ခုခုကိုစောင့်တိုင်းနေရတဲ့အချိန်မှာပဲဖြစ်ဖြစ်ဘယ်နေရာပဲရောက်ကိုရောက်နေတဲ့နေရာမှာအခုလိုလှပတဲ့ sketch တွေကိုဆွဲနိုင်ဖို့လှုပ်ဝက်ချက်တွေကိုပြောပြပေးထားတဲ့အတွက်ကျွန်တော်တို့ရဲ့ video class လေးတွေကိုလာ join ဖို့ဖိတ်ခေါ်ပါတယ် video class ဆိုပေမဲ့ video တွေပဲကြည့်ပြီးလေ့လာရတာမျိုးမဟုတ်ဘဲနဲ့ event နဲ့ challenge တွေလည်းရှိတဲ့အတွက်ပြောစရာလည်းကောင်းပါတယ် urban sketching video class ကို level 1နဲ့ level 2ဆိုပြီးခွဲထားတဲ့အတွက်အခုမှစပြီးအခြေခံလေ့လာမဲ့သူတွေအတွက်လည်းအဆင်ပြေပါတယ်အခုဆိုရင်တော့ကျွန်တော်ရဲ့ sketch ကလေးကလည်းပြည့်စုံသွားပါပြီအားလုံးပဲပျော်ရွှင်စွာပုံဆွဲနိုင်ကြပါစေ